TV ကိုကျမတို့ကငယ်တဲ့ကနေမွေးကလေးကနေကာကွယ်ဆေးတွေထိုးကြတယ်ဒါဆိုရင် TV ကာကွယ်ပြီလား TV ကာကွယ်ဆေးထိုးတာမှန်ပါတယ်ဒါပေမဲ့ TV ကာကွယ်ဆေးကပြင်းထန် TV ပေါ့နော်ပြင်းထန်တဲ့ TV ကိုကာကွယ်တာပဲဖြစ်တယ်လို့ဒီ TV ယောဂပိုးကအုံနောက်ကိုလည်းထိခိုက်တယ်နောက်အယိုးလို့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်နိုင်တယ် TV ယောဂပိုးကအဲ့ဒီခါကျတော့ TV ယောဂပိုးကြောင့်ဖြစ်တဲ့အုံနောက်အမေးအောင်ကာကွယ်ဖို့အတွက်ကျမတို့ကဒီ TV ယောဂကာကွယ်ဆေးတွေကိုထိုးကြရတာဖြစ်ပါတယ်လေထဲမှာအသက်ရှူရကနေကူးနေတဲ့ဒီတလိပ်တရားနဲ့စင်ကူးနေတဲ့ TV တွေကတော့ကူးစက်ပြန်သွားနိုင်တော့မှဖြစ်ပါတယ်ဗက်ဆီဘယ်လောက်ထိုးထားပေါ့နော်TV ယောဂတဲ့နေနဲ့ဒီဝင်ထွက်နေတဲ့နေရာတွေမှာအတူတူနေထိုင်မိတယ်အတူတူအလုပ်တွဲလုပ်မိတယ်เนาะအဲ့လိုအခါမျိုးတွေမှာအတူနေထိုင်တဲ့သူတွေမှာအန္တရာယ်ရှိလားဆိုရင်မိကုန်းပြောပြပေးရှင်ပါတယ် TV ယောဂတဲ့နေနဲ့အတူတူတွဲဖက်နေထိုင်တဲ့အခါမှာကူးစက်လွယ်တဲ့ကိုယ်ခံအားနည်းတဲ့သူတွေအတွက်တော့ကူးစက်တတ်ပါတယ်အသက်9နှစ်အောက်ကလေးလေးတွေနဲ့တက်ကြီးရွယ်အိုတွေနောက်ကိုယ်ခံအားနည်းတဲ့စီဂျိုယောဂတဲ့တွေနဲ့ HIV ယောဂရှိတဲ့သူတွေမှာတော့ TV ယောဂကူးစက်တတ်ပါတယ်ဒါကြောင့်မလို့ TV ယောဂတွေကိုယောဂတိုင်မှမသိဘဲနဲ့เนาะလေဝင်လေထွက်မကောင်းတဲ့နေရာမှာအတူတူเนาะနေထိုင်မိတယ်အတူတူအလုံးလောက်ကင်မိတယ်စသည်လိုရှိရင်လည်း TV ယောဂရှိမရှိစစ်ဆေးဖို့လိုပါတယ်